အားလုံးပဲမင်္ဂလာပါမဆုခအခုမြင်နေတဲ့တရားကတော့ Golden Gate တရားပါအရန်နာမည်ကြီးပါတယ်အခု Clear Lake State Park Camping သွားနေပါတယ် Spring ဆိုတော့စိမ်းလန်းဆိုပြေးနေပါတယ်ဒါကတဲမဲ့ cabin လေးပါသူကအပေါ်ထက်နဲ့အောက်ထက်အိတ်လို့ရတယ်စပရင်းဆိုပေမဲ့ရာသီဥတုကအေးတုံးပါပဲဒီနေ့ကတော့ပရီတိုလောက်စားပါမယ်ဒီခင်းချင်ဒီပူလေးကရှမ်းခင်းချင်ဒီချက်လမ်းဖင်းနဲ့အရန်စင်ပါတယ်အရန်လဲစားလို့ကောင်းပါတယ်ကဲပရီတိုစားပါမယ်ရှင်စားပြီးတော့ထမ်ဖက်ကိုလမ်းတော့ရှောက်ပါမယ်ဒီဖက်ကိုအရန်ကြိုက်တယ် choice တွေအများကြီးရှိတယ်ဒီဖက်ကိုကြိုက်တဲ့အကြောင်းရင်းကတော့ cabin camping tent RV လို့ reservation လုပ်လို့ရပါတယ်